ဥက္ကဋ္ဌရဲ့သမီးဟာအလုံးနောက်ကျတဲ့ဝန်ထမ်းတယောက်ကိုအလုပ်ထုတ်လိုက်ပါတယ်ဒီကိစ္စကတကဘာလုံးတိုင်းတာနဲ့လျှက်စစ်ပတ်လန်းစနစ်တွေပြတ်တောက်သွားစေပြီးကုမ္ပဏီရဲ့လုပ်ငန်းလည်ပတ်မှုအားလုံးရပ်ဆိုင်းသွားရမယ်လို့သူမလုံးဝမထင်ထားခဲ့မိဘူးဒီအခြေအနေကဥက္ကဋ္ဌရဲ့အာယုံစိုက်မှုကိုချက်ချင်းရသွားစေပြီးပြဿနာကိုဖြေရှင်းဖို့အဲ့ဒီကောင်လေးကိုအမြန်သွားရှာခိုင်းပါတော့တယ်ဒါပေမဲ့အဲ့ဒီကောင်လေးရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါသမီးဖြစ်သူဟာစွန့်သွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့သူမကိုယ်တိုင်အဲ့ဒီကောင်လေးကိုအလုပ်ထုတ်လိုက်မိလို့ပါတကယ်တော့လွန်ခဲ့တဲ့တစ်ပတ်ကအစည်းအဝေးသွားတဲ့လမ်းမှာအဲ့ဒီလူဟာကုမ္ပဏီရဲ့လျှက်စစ်ပတ်လန်းချိုရင်းချက်တစ်ခုကိုဝင်ပြင်ပေးခဲ့လို့အလုံးနောက်ကျသွားခဲ့တာပါအဲ့ဒီအချိန်မှာပဲကုမ္ပဏီကိုအတစ်တက်ဦးစီးတဲ့သူမနဲ့တိုးခဲ့ပါတယ်ကောင်လေးကနောက်ကျယုံတင်မကပဲတောင်းပန်စကားလည်းမပြောတာကိုမြင်တော့သူမကဒေါသထွက်ပြီးကုမ္ပဏီမှာမင်းလိုအမိုက်မျိုးမလိုဘူးလို့ပွင့်ပွင့်လင်းလင်းပြောချင်တိုင်းပြောပြီးရှင်းပြခွင့်တောင်မပေးဘဲအလုပ်ထုတ်ပစ်လိုက်ပါတယ်ဒါကိုကြားတော့ကောင်လေးကလည်းနောင်တမရစေနဲ့လို့ပဲတတိပေးပြီးပစ္စည်းတွေသိမ်းကထွက်သွားဖို့ပြင်ပါတော့တယ်လုပ်ဖို့ကိုင်ဖက်တွေကသူ့ကိုမခွဲနိုင်မခွာနိုင်ဖြစ်နေကြတာကိုသူမကကြားသွားပြီးနောက်ထပ်တခွန်းထပ်ပြောရင်အားလုံးကိုအလုပ်ထုတ်ပစ်မယ်လို့ချင်းချောက်လိုက်ပါသေးတယ်ကောင်လေးထွက်သွားခါနီးမှာပဲသူမကသူ့ကိုဓာပြီးကောင်လေးရဲ့ကွယ်လွန်သူမေခြံထားပေးခဲ့တဲ့တခုတည်းသောအမတ်တရအယုတ်လေးကိုဘာစကားမှမပြောဘဲတင်းယူလိုက်ပါတယ်ကောင်လေးကဘလောက်ပဲတောင်းပန်ပါစေသူမကတော့ view မဆိုင်တဲ့အပြင်အယုတ်ကိုသူ့ရှေ့တင်ရိုက်ခွဲပြလိုက်ပါတယ်ဒါတင်မကသေးပဲသူမရဲ့အာဏာကိုပြကျင်တာကြောင့်နောင်ကိုအလုံးနဲ့မဆိုင်တာတွေလုပ်တဲ့သူမှန်သမျှအလုပ်ထုတ်မယ်လို့ပါဝန်ထမ်းတွေကိုတတိပေးပြီးထွက်သွားပါတယ်ဒါပေမဲ့သူမမသိလိုက်တာကပြိုင်ဘက်ကုမ္ပဏီဟာဒီကောင်လေးအလုပ်ထုတ်ခံရတာကိုတည်သွားပြီဆိုတာပါပဲအဲ့ဒီကုမ္ပဏီရဲ့အမျိုးသမီး CEO ဟာကားစင်တင်ပြင်ခိုင်းပြီးအဲ့ဒီကောင်လေးကိုသူ့စီလာဖို့ကိုယ်တိုင်သွားဖိတ်ပါတော့တယ်တစ်ဖက်မှာလည်းဥက္ကဋ္ဌရဲ့သမီးဟာကုမ္ပဏီကအသုံးမကျတဲ့လူတွေကိုရှင်းထုတ်လိုက်ပြီးဆိုပြီးသူ့ဖေကိုဂုံယူဝင့်ကြွားစွာပြောနေပါတယ်အဖေဖြစ်သူဥက္ကဋ္ဌကတော့အဲ့ဒီကောင်လေးဟာသမီးရဲ့ငယ်သူငယ်ချင်းဖြစ်ုံတင်မကဘူးကုမ္ပဏီရဲ့အဓိကကျတဲ့လူလည်းဖြစ်တယ်သူ့ကိုဘယ်တော့မှအလုံးမထုံးတဲ့သမီးနဲ့တောင်လက်ထပ်ပေးဖို့စိတ်ကူးထားတာလို့တတိပေးလိုက်ပါတယ်စားပွဲပေါ်ကသူမလှုပ်ထုတ်လိုက်တဲ့ဝန်ထမ်းကတ်ကိုမြင်လိုက်ရတော့မှသူမဟာအကြီးအကျယ်မားသွားပြီဆိုတာကိုသိလိုက်ရပါတော့တယ်သူမဟာဖုန်းကိုချက်ချင်းချလိုက်ပြီးအဲ့ဒီကောင်လေးကိုရှာဖို့ပြင်ဆင်ပါတော့တယ်